ပြည့်လူပြက်ပြရသေးရဲ့ ကိုလူအကိုညီမကိုကူညီပါအောင်နော် ဘာကူညီပေးရမှာလဲပြောနေ ဒီလောကကြီးထဲမှာစမ်းပြတဲ့အကြောင်းတွေဖဲစားတဲ့အဖြစ်အပျက်တွေအများကြီးရှိနေတယ်ဆိုတာတမီးလည်းသိနေတာ ဒီပုံစံတိုင်းဆိုရင်ရှေ့ရှောင်းငါတို့အန်နယ်နဲ့ကြုံတော့မှာဟုတ်ကဲ့လက်သမီးလေးရှိရဲ့လိုင်းကိုငါတို့ရောက်တော့မယ်ကျောင်းကိုရွေးချယ်တဲ့အခါကျရင်ငါးကရွေးချယ်လို့ရှိတယ်အေးမင်းရွေးချယ်လို့မှအဲ့ငါးကလို့မမှန်ဘူးဆိုရင်မင်းကကြောက်ဖို့ဖြစ်တယ် ဒီရတခုထူးဆန်းနေတယ် အလုံးကနေမပေးနိုင်ဘူးကွာ တကြီးရတာနေခွင့်မပေးနိုင်တာသူတို့သားဖားနေကိုနှင်ထောက်ကလောကမှာနှင်ထုတ်လို့မရဘူးတကြီးရ ဒီစင်းလောင်းနေတော့အောင်မြင်တော့ဘာကြောင့်လဲဆိုဒီလက်ဆိုအစီအမန်အနေနဲ့လှုပ်ထားတယ်